ရန်ကိုလွယ်ကူရိုးရှင်းတဲ့ပန်းခတ်ပုံစံကြက်ကြော်လုံနည်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဟင်းချက်နီတို့တိလောက်ပြန်လည်မျှဝေပေးနေတဲ့ silent ပါကဲကျွန်တော်စားလို့ကြအောင်ပါရေစေးတန့်ရှင်းပြီးတဲ့ကြက်ကိုကျွန်တော်တို့စားလေးထည့်ပါမယ်အသားမုံလေးထည့်ပါမယ်အယောင်တင်မုံအနေငယ်ထည့်ပါမယ်ငရုတ်ကောင်းမုံထည့်ပါမယ်ပြီးရင်ကျွန်တော်တို့ထောင်းထားတဲ့ဂျင်းနဲ့ချစ်တွန်ဖြူလေးထည့်ပါမယ်ပြီးရင်ကျွန်တော်တေးရကြလေးနှံ့ဆက်အောင်မွေထားပေးလိုက်ပါမွေပြီးဆိုရင်ကျွန်တော်တို့ရေအနေငယ်ထည့်ပါမယ်ရေလေးထည့်ပြီးကျွန်တော်နေထားပေးပါရေလေးတွေအသားလေးထည့်စိတ်ဝင်သွားအောင်ကျွန်တော်တို့နေထားပေးရမယ်ပြီးကျွန်တော်အနည်းဆုံး2နာရီတော့နှက်ထားပေးပါဒီချက်ကြော်ပြုလုပ်နည်းကအကျော်မုံများများသုံးနိုင်မှာဖြစ်ပါမယ်ကျွန်တော်တော့ခုပြထားတဲ့စိတ်ကိုသုံးထားပါတယ်ကျော်မုံကိုကျွန်တော်စလုံးတစ်ခုထဲမှာထည့်ထားပါမယ်ပြီးကြက်သားလေးထည့်ပါပြီးအထက်အောက်လန်ပြီးမှွေထားပေးရပါမယ်အကျော်မုံနဲ့အသားလေးဒီချာကတ်သွားပြီဆိုရင်အကျော်မုံလေးခါထုတ်ပြီးကျွန်တော်ရေထဲမှာထည့်ထားပါမယ်ရေထဲမှာစိမ်ထားပြရပါမယ်အကြာကြီးစိမ်ရမလို့ပါဘူး10စက္ကန့်လောက်စိမ်ပြီးပြီဆိုရင်ကျွန်တော်တို့ရေလေးကိုတည်တည်ချာလေးစစ်ပြီးတော့အကျော်မုံထဲမှာပြန်ထည့်ပေးရပါမယ်အကျော်မုံထဲမှာထည့်ပြီးကျွန်တော်အထက်အောက်တည်တည်ချာလေးလှန်ပေးမှွေပေးပါအကျော်မုံလေးအသားမှာကတ်သွားအောင်ကျွန်တော်တို့တည်တည်ချာလေးမှွေပေးရပါမယ်အခုလိုမျိုးအထက်အောက်ကိုကျွန်တော်အခါ20 30နီးပါးလောက်ကျွန်တော်လှန်ထားမှွေထားပေးရပါမယ်ပြီးရင်ကျွန်တော်တို့အကျော်မုံလေးစစ်ထုတ်ပြီးရေထဲမှာတစ်ခါပြန်စိမ်ပါမယ်ရေထဲမှာစိမ်မယ်10စက္ကန့်လောက်ပါပဲအကြာကြီးစိမ်ရမလို့ပါဘူးပြီးရင်ရေလေးကိုကျွန်တော်တေးချာလေးစစ်ထုတ်ပေးပါစစ်ထုတ်ပြီးပြီဆိုရင်ကျွန်တော်ခုနအကျော်မုံထဲမှာပြန်ထည့်ပါမယ်ဒီတစ်ခါနောက်ဆုံးအချိန်မှာကျွန်တော်တွတ်လေးမှွေထားပေးရပါမယ်စုပ်ပြီးတော့ကြက်သားနဲ့အကျော်မုံလေးတေးချာကတ်သွားအောင်စုပ်ပြီးမှွေထားပေးရမယ်ပြီးတော့လက်ကိုလည်းတွတ်လေးကိုမှွေထားဖြစ်ပါမယ်အဲ့လိုတွတ်လေးလုံးမှာကျွန်တော်တို့ဒီအကျော်မုံလေးတွေကကြက်သားမှာပန်းခတ်ပုံစံလေးတွေကတ်ပြီးဖြစ်ပါမယ်ဒီနေရာမှာအရေးကြီးဆုံးပါခုလိုမျိုးအနေထားဆိုရင်ရပါပြီမိမိကအကျော်မုံထူထူလေးကြိုက်တဲ့ဆိုရင်နောက်တစ်ခါရေတက်စိမ့်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီကြက်သားလေးကိုချက်ချင်းကြော်ပေးရပါမယ်မကြော်ဘူးဆိုရင်ဒီအကျော်မုံနဲ့အစိုးတက်ပြန်ပြီးတော့ကြော်တဲ့အခါမှာကျွတ်မွမွလေးမဖြစ်ဘဲနဲ့မတောင်းရင်ဖြစ်သွားတတ်ပါတယ်မီးပူချိန်ကိုကျွန်တော်190စင်တီဂရိတ်ဝန်းကျင်ထားပါတယ်ပြီးရင်ကျွန်တော်တို့ကြက်သားလေးထည့်ပြီးကြော်ပါမယ်ကြက်သားလေးထည့်ပြီးချင်းကိုကျွန်တော်တို့ငွေလို့မရပါဘူး10မိနစ်2မိနစ်လောက်ထားပြီးမှကျွန်တော်တို့ငွေပြရပါမယ်ချက်ချင်းသွားငွေလိုက်ပြီးဆိုရင်အကျော်မုံလေးတွေကကြက်သားမှာမကပ်ပဲနဲ့ကွာတော့တယ်လို့ပါခုလိုမျိုးအနေထားလို့ရပြီဆိုရင်တစ်ဖက်ကိုလမ်းပေးလိုက်ပါဒီပြေးချင်းငွေပေးပါခဏငွေပေးစရာမလိုပါဘူးကြာချိန်ကတော့ကျွန်တော်15မိနစ်ဝန်းကျင်လောက်ကြော်ရပါမယ်မီးလည်းပြင်းလို့မရပါဘူးမီးပြင်းရင်လည်းပြင်ပိုင်းကတူးပြီးအတွင်းကမကြက်ပဲဖြစ်တတ်ပါတယ်ခုလိုအနေထားဆို